ချိန်လဲတိတ်ပေးကြမလို့ဒီကောင်တွေကြတော့တချို့အချိန်ဟိုတခြားလို့ရှိတယ်ဒီတော့အချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်ဒီထဲထည့်တာပေါ့နော်ကြာကြီးထည့်တာလည်းဘာမှမဖြစ်ဘူးဒါပေမဲ့သူ့အတိုင်းတာအထက်ဟိုနောက်ရက်တွေကူးလာရင်တော့ဘာဖြစ်လဲဆိုတော့ဒီတက်ထုစားဝါတာတော့မရှိဘူးဒီတက်ထုအယောင်မှာဒီဝင်းတဲ့အယောင်လေးနည်းနည်းထပ်မှိန်သွားတယ်နော်ဒီလိုလင်းတဲ့အယောင်နည်းနည်းထပ်မှိန်သွားတယ်အဲ့လိုမျိုးလေးတော့ဖြစ်တယ်ဘာမှတော့မဖြစ်ဘူးတညာလုံးထားတာလေဒီရေကိုထက်တယ်လဲလဲသုံးလို့ရတာပေါ့ဗျာဘူးတစ်ဝက်လောက်ဖောက်ထည့်ထားလိုက်ရဒါဆိုကျွန်တော်လက်သုံးလုံးလေးလုံးလောက်ပဲရှိနေဘူးရဲ့ဟိုကျွန်တော်အကက်တက်တွေဒီမှာပြောသူပြိုကျထားတာလေနော်အဖက်တွေဖြစ်ကုန်ပြီမှာတန်းတော့ဒီကကန်လေးကစိုးလိုက်တာနဲ့တန်းတော့မဖွေးဘူးနော်ဒီမှာအဖက်တွေပြန်တော့ပုတ်ပြရတယ်ဒီမှာဒါပေမဲ့နူးသွားပြီအဖက်တွေကမင်းနူးပါအချိန်ကြာကြီးလက်နဲ့ကင်ပြီးဆေးမယ်ဆိုလို့ရှိရင်တစ်ခါသုံးလက်အိတ်နဲ့ထုတ်ဆေးပါနော်ခဏလေးဆေးမယ်ဆိုဘာမှမဖြစ်ပါဘူးအခုတစ်နာရီနှစ်နာရီတချို့တွေဆိုလို့ရှိရင်3-4လုံးဒါတိုင်းဆေးတာတော့ဘာလို့ရှိတယ်ဗျဟောအဲ့လိုမျိုးဆိုလို့ရှိရင်တစ်ခါသုံးလက်အိတ်လေးနဲ့ဆေးပါဗျကောင်းလေးလေးနဲ့ဆေးပါကျွန်တော်တို့ဒီတပူကို3-4လုံးဆေးလို့ရပါတယ်ဓာတ်စီဘူးတဲ့အများကြီးတက်တာပါတယ်ကိုယ်စလဲဝင်ရင်လို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်လက်ရှိမရှိသေးတဲ့မြို့တွေကိုယ်စလဲဝင်လို့ရပါတယ်ရှိသေးတဲ့မြို့တွေကတော့သူတို့မဝင်တော့မှထပ်ဝင်လို့ရပါမယ်စုတ်တန်လေးနဲ့အตาရလေးပဲစုတ်တန်ဒဲစုတ်တန်ရဲ့ဒီလိုဘေးတိုင်းစုတ်တန်လေးရဲ့ကောင်းကောင်းလေးနှစ်ချောင်းရှိရင်ပိုအဆင်ပြေအဆင်ပြေတယ်လို့စီးကျွန်တော်တို့စီးတဲ့နီးလေးတင်ပေးထားတယ်အသုံးတဲ့အောင်လို့တင်ပေးထားတာပေါ့နော်ကြိုက်တဲ့နီးနဲ့စီးဒါလိုက်တန်းတိုက်ပြီးတန်းစီးလည်းရတယ်အဆင်ပြေတယ်လို့စီးပါဗျအဓိကပြောင်းသွားဖို့ပဲ